ရွေးကောက်ပွဲဟာလူကြီးအနိုင်ကျင့်နှိပ်စက်တဲ့အာဏာရှင်နဲ့နေမလားလူလိုဆက်ဆံတဲ့အစိုးရနဲ့နေမလားဆိုတာကိုအဆုံးဖြတ်ပေးမဲ့ရွေးကောက်ပွဲကိုယ့်ရဲ့ရွေးချယ်မှုကကိုနေရမယ့်ဘဝပဲနော်အေးမင်းလည်း no vote ပဲလုပ်မနေနဲ့အာဏာရှင်ဆိုတာတစ်ခါလိုက်25နှစ်ကြာတယ်ကွာနားလေလားဒီမိုကရေစီရဲ့အနှစ်ရတာဆိုတာအဲ့ဒါပဲကိုမိုးထားလို့ရင်ကြောက်မှာပဲငါတို့နေဘက်ကဝန်ထမ်းတွေဆိုရင်လေဒီအစိုးရကိုသဘောကျလုံအားကြီးလို့ဘာမှမတက်ပဲအသွင်ပြောင်းပြီးရောက်လာတဲ့ကောင်တွေဟင်းလားဟောက်လားကိုမခံရတော့လို့တဲ့ကဲဒီတိုင်းပြည်ရဲ့ပြဿနာအဲ့ဒါပဲခါနာတိုင်းမှာလူမှန်နေရမှာလို့ဖြစ်တာနေရာတကကဏ္ဍတော်ပြီးကန့်လန့်တိုက်နေရတယ်သူတို့အရင်ဆိုရတယ်လေသူ့အနေနဲ့သူတော့ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့ကြတာပဲလေလုပ်ခဲ့ကြတာတော့မှန်ပါလေကွာဒါပေမဲ့လုံပုံလုံနီးနဲ့စေတနာမြတ်တာအဲ့ဒါတော့ကွာလေကွာဟုတ်တယ်ကိုပြောအမှန်တယ်သူတို့နှစ်ပေါင်း90ကျော်လုပ်ခဲ့တာ34ရာခိုင်နှုန်းအခုအမေစုက9နှစ်ပဲလုပ်ပါသေးတယ်54ရာခိုင်နှုန်းဆိုတော့စဉ်းစားကြည့်လေရာခိုင်နှုန်း20တိုးတက်လာဟာဒီပုံစံအတိုင်းဆိုရင်အမေစုတာနောက်10နှစ်အုပ်ချုပ်ခွင့်ရလိုက်ရင်တိုင်းပြည်လုံးမီးလင်းပြီပေါ့ဒါပေါ့ကွာအဲ့ဒါကြောင့်မလို့2030မှာတိုင်းပြည်လုံးရာနှုန်းပြည့်မီလင်းရေးဆိုပြီးကြွေးကြော်နေတာပေါ့ကွာရင်ကားလို့ခိုးလို့လည်းမရခိုးလို့လည်းမရတော့ဝန်ထမ်းတွေဘတ်ဂျက်တော့ထိတာပေါ့ဒါပေမဲ့တိတ်လည်းမလုပ်ရဲဘူးတော်ကြတယောက်ကခြုံတွန်းလောက်လိုက်လို့အာဂရီနဲ့ညီပြီးကားသွားမှလည်းကြောက်ရတယ်အဲ့ဒီလောက်လည်းမန်တက်မနေကြပါနဲ့အစင်လာမှမလုပ်ရတာဘာမှမရှိဘူးမလုပ်ချင်လို့ကြည်နေတာကျောင်းဆရာအမြင်နဲ့ပြောရရင်အဲ့ဒါလူမိုက်စကားပဲထမင်းစားပြီးကြက်ပြည့်တဲ့လူမှန်ရင်မလုပ်သင့်မလုပ်ထိုက်တာမလုပ်ဘူးမလုပ်သင့်မလုပ်ထိုက်တာတွေကိုလုပ်ခဲ့လို့လေလက်နက်ကင်ဖွဲ့စည်းတွေပို့တိုးပြီးတော့ကဘာမှာပြည်တွင်းစစ်နဲ့အကြဆုံးဖြစ်ခဲ့တာနှစ်ပေါင်း60ကျော်လာပြီအခုချိန်ကြီးငြိမ်းချမ်းမရသေးဘူးအဲ့ဒါဘာပြောမလဲဒင်းချိုင်းကပြောလို့သာတွေ့တာတိုင်းရင်းသား135မျိုးနဲ့သဘောတူညီချက်ရဖို့ဆိုတာတွေ့တဲ့ကိစ္စတော့မဟုတ်ဒီကြားထဲမှာကန့်လန့်တိုက်နေတဲ့သူတွေရှိသလိုနောက်ကွယ်ကကျိုးကင်တဲ့လက်မဲရတဲ့ရှိတယ်ငင်းကြီးကမရသေးဘူးဆိုပေမဲ့လည်းအရင်အထက်ဆိုင်တော့တော်နိစ္စလာပါပြီဆွေးနွေးပွဲရက်ဆိုင်လူကြီးအခြေအနေကနေအခုဆိုလို့ရှိရင်ဘုံသဘောတူညီချက်တွေအောင်ရထားပြီပဲကိုထွေးနိုင်ငံကောင်းဆောင်တယောက်လုပ်တော့မယ်ဆိုရင်အမြင်ကျဖို့လိုတယ်လူစင်မိဖို့လည်းလိုတယ်ဒါမှလည်း ICJ တရားရုံးလိုနေရာမျိုးမှာသွားပြီးတော့တန်းတူရည်သူစကားပြောနိုင်မှာသူများနဲ့လုံးလူတောက်တူမရှင်နိုင်လို့ကတော့ငါသားဖဲ့ပေးမယ်ဆိုပြီးတော့ကိုတိုင်းပြည်ပဲဖြည်းဖြည်းချင်းပဲ့ပါသွားမှာဒီခေတ်ကလေလက်နဲ့အာကိုနဲ့စစ်တိုက်ပြီးနေချက်တဲ့ခေတ်မဟုတ်တော့ဘူးစီးပွားရေးနဲ့နေချက်တဲ့နည်းပညာမီဒီယာခေတ်ဖြစ်နေပြီထောက်ပါပြီဒီတစ်ခါတော့ NLD ကိုလုံးဝမဲမထဲတော့ဘူးသူတို့လက်ထက်ရောက်မှစီးပွားရှာလို့မကောင်းတာတော့ဘလို့မှငင်းလို့မရတဲ့အချက်ကဲပါလားတကယ်တမ်းကျတော့လူချင်းရင်းနှီးရင်ပေးလို့ကမ်းလို့ရရင်အစင်ပြေတာကိုစီးပွားရေးကောင်းတယ်လို့ထင်နေကြတာပလင်းတူဘူးစို့တဘို့တဲသမားတွေကနီးမှန်လမ်းမှန်သွားနေတဲ့အစိုးရပေါ့ဒီလိုမြင်ကြတာတော့စမ်းမဟုတ်လေဘာပဲဖြစ်ဖြစ်ငါတို့စီးပွားရေးသမားတွေအပေါ်မှာဒီအစိုးရတာဝန်မကျေဘူးလို့ခံစားရတယ်စိန်ကောင်းလူကောင်ကဟောက်တော့ကြောက်နေရတဲ့ခစ်ကိုပြင်မသွားချင်ဘူးဝင်းကြီးတို့မှရင်အဲ့ဒီဝင်းကြီးတို့တရားစွဲရတဲ့ခစ်မှာမနေဟုတ်တယ်ချက်စုပြီးခစ်ကိုတော့ပြန်မရောက်ချင်တော့ဘူးညီမလေးကဝန်ထမ်းဆိုတော့ဘသူဘာပြောကိုနေစားချောင်ပဲပါတီကိုပဲမဲပေးရမှာပဲရှုပ်ပါတယ်ဘာမဲမှပေးမနေတော့ကိုတမင်းကိုစားပြီးအေးဆေးလေးပဲနေတော့မယ် right ငါမောင်လေးမှန်တယ်ဟာဟဲ့အောင်ကေကောင်အဲ့ဒါဆိုရင်တော့မင်းတို့စင်တဲ့ခွင်နဲ့ဝင်သွားပြီရွေးကောက်ပွဲမှာငါတို့ NLD ကမျှတရှင်ပြိုင်နေရတယ်လို့များမင်းထင်နေလား no ဟဲ့မဟုတ်ဘူး25ရာခိုင်နှုန်းအစိတ်သားအကျော်ပေးပြီးပြိုင်နေရတာရွေးကောက်ပွဲမှာမဲ90ရာခိုင်နှုန်းကျော်မရတာနဲ့အာနာရှင်ကညွန်ပေါင်းလုပ်တော့မှာကွာညွန်ပေါင်းဖြစ်တာနဲ့တမရနေအောင်အာနာရှင်ကတက်မှာမင်းနားလေလားဒါမှမင်းတို့ no vote တပါးတွေတိထားဖို့ကအခုလာ